နာတာရှည်အသေးရောင်ယောဂသည်အလွန်တွေးရများသောအသေးရောင်ယောဂတစ်မျိုးဖြစ်ပြီးအသေးကင်ဆာဖြစ်စေသောအဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်ပါသည်2024ခုနှစ်မှာကမ္ဘာတစ်ဝန်းရှိလူဦးရေ289သန်းကနာတာရှည်အသေးရောင်ယောဂဖြစ်နေထိုင်နေကြပြီးလူဦးရေ1.3 သန်းကတော့အသေးရောင်ယောဂနဲ့ဆက်ဆက်သောအသေး၆ခြင်းသို့မဟုတ်အသေးကင်ဆာကြောင့်သေဆုံးခြင်းဖြစ်ခဲ့ရပါတယ်။ဩစတြေးလျတွင်လူဦးရေ2,900,000ခန့်နာတာရှည်အသေးရောင်ယောဂဖြစ်နေထိုင်နေကြပြီးလူရာနဲ့ချီပြီးအသေးရောင်ယောဂနဲ့ဆက်ဆက်သောအသေး၆ခြင်းသို့မဟုတ်အသေးကင်ဆာကြောင့်သေဆုံးခြင်းများဖြစ်ခဲ့ရပါတယ်။နာတာရှည်အသေးရောင်ယောဂရှိသူများစွာတွင်မြည်သည့်လက္ခဏာမှမပြတတ်ကြပါထို့ကြောင့်စောစောစီစီယောဂရှာဖွေတွေ့ရှိခြင်းနဲ့ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်းနှင့်လိုအပ်ပါကကုသမှုခံယူခြင်းတို့ကအသေးကင်ဆာဖြစ်စေနိုင်ခြင်းကိုလျှော့ချနိုင်ပါသည်မင်္ဂလာပါကျွန်တော်နာမည်တောင်းဖြစ်ပြီး Queensland ပြည်နယ် Ipswich မြို့တွင်နေထိုင်ပါတယ်လွန်ခဲ့တဲ့10နှစ်ခန့်ကျွန်တော်ကနာတာရှည်အသေးရောင်ဘီယောဂရှိကြောင်းစစ်ဆေးတွေ့ရှိခံရပါတယ်အစပိုင်းမှာနာတာရှည်အသေးရောင်ဘီယောကအသေးကင်ဆာဖြစ်စေနိုင်တော့ကြောက်ပြီးတော့စိုးရိမ်မိခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာအရေးကြီးသောအချက်တစ်ခုကိုကျွန်တော်သိရှိလာခဲ့ရပါတယ်နာတာရှည်အသေးရောင်ဘီယောဂကိုပုံမှန်အသေးစစ်ဆေးမှုများနဲ့ထိန်းချုပ်နိုင်ပြီးတော့အသေးကင်ဆာဖြစ်နိုင်ခြေကိုအများကြီးရှော့ချပေးနိုင်ပါတယ်အခုကျွန်တော်က6လတစ်ကြိမ်ဆရာဝန်ထံကိုသွားပြီးတော့ပုံမှန်အသက်စစ်ဆေးမှုပြုလုပ်ပါတယ်ကျွန်တော်ရဲ့ကျန်းမာရေးကိုပုံမထိန်းချုပ်နိုင်တယ်လို့ခံစားရပါတယ် ECCQ ရဲ့ Love Health အစီအစဉ်နဲ့ကျွန်တော်တယောက်တည်းမဟုတ်ကြောင်းသိရှိခဲ့ရပါတယ်အသေးရောင်ဘီယောဂရှိတဲ့လူအများကြီးမှာယောဂနာလက္ခဏာတွေမရှိတတ်ပါဘူးမိမိနဲ့မိသားစုအတွက်စစ်ဆေးမှုခံယူပါတင့်မှာနာတာရှည်အသေးရောင်ဘီယောဂရှိပါကတင်ကျန်းမာရေးလို့ခံစားရပြီးယောဂလက္ခဏာမရှိတော့လဲဆရာဝန်ကိုပုံမှန်တွေ့ဆုံရန်အလွန်အရေးကြီးပါတယ်မိကျန်းမာရေးကိုဂရုစိုက်ခြင်းဟာမိနဲ့မိသားစုအတွက်လုံနိုင်တဲ့အကောင်းဆုံးအရာများထဲမှာတစ်ခုဖြစ်ပါတယ်ကျွန်တော်လုံနိုင်တယ်ဆိုရင်သင်လည်းလုံနိုင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်